Hello Ella ပါ Ella ပြန်ရောက်ပါပြီရှင့် Ella ကိုမိသွားကြပြီလားရှင့် Ella ဒန်ဆာရဲ့ aura လေးကိုထုတ်ပြပါမယ်ဒန်ဆာကတော့30ဘုံတိတိတောင်မှမှားသွားပါတယ်ကြီးစုလေးတင်ပါတယ်အဲ့နဲ့ Ella box ကြီးနဲ့လုပ်ပြီးရဖြစ်ပါတယ်အဲ့မောင်လေးကလမ်းမှာပွားပဲဖြစ်ပါတယ်ဘောနော်ဒီဟာရမကောင်းဘူးနဲ့အလားအိပ်ပါတယ်နော်အလားဒီကြိုက်မဲ့ချင်တဲ့ဖာလေးတွေအဲ့ဒါထပ်ပေးမယ်ပေါ့နော်သူကယောက်ျားလေးဖြစ်တဲ့အတွက်30ဘူးဆိုတော့မောင်ကတော့ပေးချပါပါမောင်နဲ့ထုတ်ထည့်ပေးထားတယ်ပြီးရင်သူ့အတွက်ရောင်ပုံချရအောင်လို့ရောင်ပုံဥဖာလေးကတကပ်ပေါ်နော်အားလေးပါတယ်သူ့လွယ်အိတ်လောက်ဖို့အတွက်တော့အိတ်လေးရဲ့ပါတယ်ပေါ့နော်လွယ်ပါပြီးရင်အချိုရည်လေးရဲ့ပေါ့နော်အချိုရလည်းဘူးကငါဘူးထည့်ပေးထားတယ်ပေါ့နော်ငါဘူးထည့်ပေးထားပါတယ်သူကအယောင်မပြော့ခဲ့တော့လေတန်းစီကအယောင်မပြော့ခဲ့တော့အဲ့လာကဘလာပြည့်လည်းမပြော့ခဲ့တော့အဲ့လာဒီတိုင်းမဲ့ထည့်လိုက်ပါဦးမယ်သူကအမုန်းဖွန်တအားကြိုက်ပေါ့နော်မောင်ဖိုတအားကြိုက်တော့လီပါအဲ့ဒါဆိုင်မှာလဲမောင်နေကတော့စုံနေပေါ့နော်သူ့အတွက်ဒါဝါဖြစ်တာလေသူ့အတွက် apple လေးပေါ့နော်ကြောင် apple လေးလည်းပါသေးပါတယ် apple လေးရဟုတ်tablet ကတကူ iPhone တကူပါထည့်ပေးလိုက်ပါတယ်အဲ့တော့ file မှာ tablet ဆိုလဲတိတ်မကြည့်ဘူး tablet ဆိုလဲဟာတိုင်းကြောအဲ့ဘရှိရဲ့ iPhone စီလဲဘောနော်ဘေးတက်လေးနည်းနည်းလေးစုရတဲ့အတွက်အားလုံးလဲတိခတ်ပြီးတော့ကြည့်ဖို့အတွက်ပြောချင်ပါတယ်ရှင်အဲ့ဒီမှာ tablet လေးသိမကြည့် tablet လေးငါတိတ်ကြော6သိန်းဝေးကြလာပဲရှိရဲ့ဒီဖောက် iPhone 4မှာလေငါတိတ်ကြော6သိန်းနေပါမနဲ့အမ10သိန်းအဲ့လေအဲ့ဦးဖုံးကတိတ်မှာဈေးမကြည့်ဈေးတွေလည်းတော်တော်ကျသွားတယ်ပေါ့နော်ဒီလည်းတော်တော်ကျသွားတယ်ပေါ့နော်မဟုတ်နေရတော့တန်းစရတော့အစုံပဲပေါ့နော်အဲ့သူကအကလေးဆိုတိတ်ပါချိတ်တော်လေးအကလေးဆိုတိတ်ပါချိတ်တော်လေးပါတော့တော့ကိုစားမှာဂျယ်လီလေးဆိုသူပိုးတောက်ကြိုက်တယ်ပေါ့နော်အဲ့သူအစုံတော့ထည့်ပေးထားတယ်သူမိတ်ကပ်တွေမကြိုက်တော့မိတ်ကပ်တွေထည့်ပေးလို့မရဘူးပေါ့နော်ဒီကလေးတော့နဲ့ဆန်းခွန်ပေါ့နော်ဟန်ခွန်လေးကနဘူးထည့်ပေးလိုက်ပါဒီဘူးဆိုလေအလားစီမသိဘူးမသိမကြည့်ပါဘူးပေါ့နော်သူစီဖို့အတွက်သူတဖက်နဲ့လေးတရထည့်ပေးလိုက်ပါဖက်နဲ့တရလေးရသူကဟမ်းမလောရတာကြိုက်တဲ့အတွက်စတစ်ကာလေးအကြီးလေးတော့ပြသူကဟမ်းကျယ်လေးသူကဟမ်းမိတ်လို့ရင်လောဟမ်းကျယ်လေးပဲထည့်ပေးထားတယ်ပေါ့နော်pink cake ကလုတ်တဲ့ cake ကလုတ်တဲ့မောင်လေးရဲ့ပေါ့နော်ထက်ကလာလုတ်တဲ့မောင်လေးရဲ့လားဒါတော့ jelly ဘူးပါ jelly ဘူးကိုငါးဘူးတောင်မှငါးဘူးတိတိထည့်ပေးထားတယ်နော်ဟိုက jelly လေးဆိုလဲတအားကြိုက်တယ်ဒီ test မောင်ဆို3ထုတ်3ထုတ်ဒီမှာဒီလေး TikTok လေးကလည်း
ပေါ့နော်တစ်တက်လေးရလေးထည့်ပေးထားသေးတယ်ပေါ့တကတ်ဒီကနကတ်ထည့်ပေးထားရပေါ့နော်ပြီးရင် notebook လေးကလည်း design နဲ့မျိုးကိုမှထည့်ပေးထားရပါနော်တအုပ်စီပဲငါ design လေးလည်းရှိသေးရပေါ့နော်အဲ့လောက်ဖတ်တော့များတော့တိတ်ပြီးတော့မှမမှန်ဘူးပေါ့နော်plastic ကလောရတဲ့တော့လာ blue sticker လေးနကတ်ထည့်ပေးထားပါတော့အဲ့မှာအများကြီးပါတယ်တော်ဝေးလေးနဲ့နိုးလေးလည်းပါပါတယ်ပြီးတော့သူ့ပါတယ်ရတော့ပေါ့နော်အားလေးတလေးကိုအုပ်ပါမယ်အုပ်လိုက်ပါမယ်အဲ့ဒါလက်ဆောက်လေးထည့်ပေးပါရှင့်လက်ဆောင်လေးကသူမပါတဲ့ဒီရလေးရဲ့ strawberry လေးရပါဒါလေးဆိုရင် lace ပေါ့နော် lace အာလူကြော်ကနှစ်ထုပ် strawberry ရတပူစနမရောအရကလေးတစ်ခုနဲ့ဆက်ပေးလိုက်ပါတယ်သူကအဝါကြိုက်တာဆိုရင်အဝါတိတ်မှမရှိဘူးလာဝါပန်းပွက်စတစ်ကာလေးတော့ရှိရဲ့အဲ့နဲ့ဝါပန်းစတစ်ကာလေးတွေကိုမတူတာလေးမြင်များလေးတော့အဲ့ဒါထည့်ပေးလိုက်ပါတယ်တမျိုးခေါ်မနှစ်မျိုးသုံးမျိုးပေါ့နော်သုံးမျိုးလေးမျိုးငါးမျိုး6မျိုး9မျိုး10မျိုး9မျိုးတော့မှအဲ့ဒါထည့်ပေးလို့မတော်လို့နောက်တစ်မျိုးထည့်ပေးပါမယ်10မျိုးပေါ့နော်10မျိုးပါထည့်ပေးလိုက်ပါရဲ့မနော်အလားအများကြီးပါပဲရှင်အဲ့တော့ထည့်ပေးလိုက်ပါတယ်အဲ့ဒါအဖော်လေးအုပ်ပါမယ်ဒီလိုကကလေးရယ် focus လေးရယ်တိုင်းခုခက်လေးပြောင်းနေတယ်တိုင်းခုခက်ဒါထည့်ပေးလိုက်ပါစစ်တော့အရာရဲစကဖတ်တယ်စစ်တန်တန်ကောဒီလေးတန်တန်ကိုနေခုံမဖြစ်ပါစစ်အလားဒါအပြင်ပေါ်နော်ဂျာနဲ့အဲ့နဲ့တိတ်ကလေးနဲ့ပါထပ်ပတ်ပြီးလေသူ့ဝါရောင်တော့ကြိုက်တယ်သူကတ်ရော့ပေါ်နော်သူ့ဝါရောင်ပတ်ပန်းနဲ့ဥပ္ပါကိုတိတ်ကလေးတောက်ပေးလိုက်ပါတယ်ဘာဘာဒီဗီဒီယိုလေးကြည့်ပြီးတော့လေနောက်မှလည်းကြိုက်မယ်လို့ထင်ပါတယ်ပေါ့နော်အဲ့လာနမဲလေးကိုရေးပြီးမယ်ပေါ့နော်နမဲလေးကတိုက်ပေါ်မှာနမဲလေးပါမယ်for dancer လို့ရေးလိုက်ပါမယ်ရပါပြီနောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်အားလုံးပဲတက်တာဒါစီမြင်ပါစေ bye bye